မင်္ဂလာပါခုလာမဲ့9ရက်နေ့12လပိုင်း2025တနင်္ဂနွေနေ့ထိုင်းနိုင်ငံပထမဌာနီဓမ္မကာယအကြောင်းမှာကျွန်တော်တို့မြန်မာကထိုင်အောင်ပွဲရှိပါတယ်အဲ့ဒါအကြောင်းလားတကယ်ရေးတငယ်ချင်းနဲ့လာမဲ့သူရှိရင်ကားကြိုပို့လုပ်ပေးတယ်လူဦးရေ40ပြည်ကားကြိုပေးတယ်ထိုင်းနိုင်ငံမှာပြည်နယ်35ခုကြိုပေးတာပေါ့နော်ထိုင်းနိုင်ငံမှာအကယ်၍ကိုကတနိုင်ငံလောက်လာချင်တယ်ဆိုရင်တော့ကျွန်တော်ကားဘန်းငွေ8000ခံပေးမယ်ဘယ်နေရာပဲလာပေါ့နော်ဒါပေမဲ့မှန်လုံကားကြီးတစ်စီးလူဦးရေရောက်40ပြရမှာပေါ့နော်အကယ်၍ကြောင်းရောက်ရင်ဘာတွေလောက်ရမလဲဆိုတော့ကြောင်းရောက်လာတာနဲ့ကားစင်းရဲဘာတွေပြီးသွားပြီဆိုရင်ကားပေါ်ကဆင်းတန်းစီပြီးတော့ဆင်းလာရမှာနော်တစ်ယောက်တစ်တွဲအဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ထမင်းဘူးယူမယ်တစ်ယောက်တစ်ဘူးတော့ထမင်းကျွေးတယ်မနက်စာပြီးတာနဲ့ကျွန်တော်တို့ဓမ္မရောက်မှာတစ်တီဆော့ကပ်ပွဲရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကုသိုလ်ယူတယ်အဲ့ဒီနေရာမှာထားပဲနဲ့နေလက်စာထမင်းပြန်ကျွေးတာပေါ့ကျွန်တော်တို့ဒါနေလက်စာထမင်းစားပြီးတာနဲ့12နာရီခွဲကျွန်တော်တို့မြန်မာကျွတ်ဆွေးဌာနစီဒီနံပါတ်3မှာမြန်မာကထိုင်အောင်ပွဲရှိတယ်ကျွန်တော်တို့လူဦးရေတတ်မှတ်ချက်ရတော့11130နဲ့တယောက်တတ်မှတ်ထားတာပေါ့နော်လူဦးရေကတော့ခန့်မှန်းခြေပေါ့လာတဲ့သူလေးအကောင်လောက်ကိုကျွန်တော်တို့ဓမ္မစကြာဖတ်မယ်မြန်မာဆယ်တော်တရားနာမယ်တရားနာပြီးတရားနာရည်စက်ချပြီးတာနဲ့ညနေ4နာရီထုံးရင်ဗုဒ္ဓရောက်ပွားတော့ဆုရတန်းရှိတဲ့စီဒီကိုလှည့်ပတ်ပြီးပူဇော်မယ်အဲ့ဒါပြီးသွားပြီဆိုရင်ညနေ9နာရီထုံးရင်စီဒီရှင်းမှာစုပေါင်းမှတ်တမ်းတဲ့ဓာတ်ပေါ်ရိုက်မယ်ပြီးတာနဲ့ကျွန်တော်တို့ပြန်လာပြီးတော့နိဗ္ဗာန်ဈေးရှိတဲ့စီဒီကျွန်တော်နံပါတ်3ပါပဲအဲ့ဒီနောက်မှာတယောက်ကိုနှုတ်တပူးရည်တပူးကျွန်တော်တို့ယူတော့ပြီးတော့ကားပေါ်မှာစားလို့ရတာပေါ့နော်မော်တစ်ခေါက်အဲ့လိုစီစဉ်ထားပေးပါတယ်အဲ့ဒါကြောင့်ရက်နီးရဝေတင်ငယ်ချင်းများအကောင်လောက်ဖိတ်ခေါ်တယ်နော်ကားခါကတော့စေတနာအလူငွေစေတနာကိုရှိတဲ့တော့ထည့်လို့ရ20လဲရတယ်50လဲရတယ်မိမိတို့စေတနာပဲလူဦးရေရောက်40ပြည်ထိုင်းနိုင်ငံနေရတော့များများကျွန်တော်ကြိုပေးရတယ်ပြည်နယ်ခရိုင်35ခုကားကြိုပို့လုပ်ပေးပါတယ်အဲ့ဒါကြောင့်လာမဲ့သူတွေလာလို့ရတဲ့ဝိုင်း share ပေးစေချင်ပါတယ်ပေါ့နော်ကိုတငယ်ချင်းတွေကိုမဲ့ဆွေတွေကိုလာလို့မအားရင်လည်းကိုတငယ်ချင်းကိုမဲ့ဆွေတွေလာလို့ရအောင်နဲ့ဝိုင်း share ပေးစေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်